ကဲအပူတဲ့ထထညောင်းမြနော်ညီကဒီမှာပြင်ထိန်ထိန်လုံးနေလို့ဦးစင်းလဲကြွလာတယ်နော်မျိုးပဲလေဦးစင်းမျိုးပဲဆိုတော့ဒီနေ့တိမ်တက်ပြီလို့ဆိုပြီးတော့တပားလဲကြွလာတာကဲတို့ပြောမလဲနော်ဟိုကိုရနော်ကောင်းမှုအတွက်အဲ့လိုပုံစံမျိုးပေါ့ဗျာဟုတ်တာဒီမှာညီကရွာမှာလဲအိမ်ကြီးအများကြီးစောင့်နေရတယ်ပေါ့ဗျာထားပါတော့အခုဒီမှာဒီကျောင်းအတွက်ကိုတူတဲ့ဟာဟိုဒါပြင်တယ်နော်ဒါဦးစင်းကညတပားလေးကြောက်လာတာဦးစင်းကလည်းကျွန်တော်ကောင်းကောင်းသိခြင်းနဲ့ရင်ဝင်မဲ့ဆရာတော်ဗောနော်ညီကလည်းကောင်းကောင်းသိခြင်းနဲ့အဲ့တော့စရတယ်ဦးစင်း3ရက်ညီ3ရက်မောင်းပေးမယ်လို့ကဲဒါဘကူကရှင်ဝင်မဲ့ private အကြောင်းရဲ့ဦးစီးနာကဆရာတော်ဗျာကိုနေ့ကမှထိုင်ရနေပြန်ကြွလာတာအဲ့မှာဆရာတော်ငယ်ပဲရှိသေးတယ်ဆရာတော်ငယ်လေးဒီပေါ်မှာကိုယ်ဆိုတော့အရင်လေးကဟိုရင်းနဲ့ကျုံတာဟလားဖိနေတယ်ဟမ်ကဲဆရာတော်ကသူဒီရပဲဒီရွာပဲသူကျောင်းတက်သွားတာလीနော်သူ့ရဲ့ကျောင်းသူ့နေရာကိုမနေနိုင်ဘူးလေအမျိုးတွေကတန်ဝန်းစင်နဲ့ပြန်ကြည့်တာပေါ့ဒါညီရလဲဒီရွာပဲဒီရွာနေတက်လာပြီး contract ဖြစ်တာပေါ့ဗျာထားပါတော့အဲ့တော့ကိုနေထိုင်တဲ့မြို့နယ်ကိုကောင်းဖို့တော့ကတော့နော်အဲ့ဒါလို့တယ်ဒါဘူးတဲရွာပါနော်ဒါဆရာတော်ကညနေကျရင်တော့တိမ်တက်ပြီးရင်တော့ပြန်မှာပေါ့ဒါဘူကနေချွာလာ